မူဂျိုကာလာနဲ့မုံနောင်ကာလာတွေမှာဖြစ်ပွားတတ်တဲ့မူဂျိုပေးအန်တွေကိုကျွတင်ကာကွယ်နိုင်မှုအတွက်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆိုင်ဦးစီးဌာနနဲ့မြို့နယ်ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီးတော့မူဂျိုပေးအန်တွေဆိုင်ရာအတိအများပေးတော်ရှိုးကိုဇူလိုင်လ23ရက်နေ့ကမြို့နယ်လူထုချီပြုဗိုလ်ဌာနကွန်မြူနတီစင်တာခမ်းမမှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတော်ရှိုးမှာမူဂျိုပေးအန်နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိရှိနိုင်မှုဆွေးနွေးခဲ့ကြပါတယ်။ မိုးကြိုးပြစ်ချင်နဲ့လက်စီလက်ချင်းဟာအများအားဖြင့်မိုးကြိုးကာလအေဘီလာမှာမေလာအထင်းနဲ့မိုးနှောင်းကာလအောင်တိုဘာလာမှာနိုဝင်ဘာလအထိတွေမှာဖြစ်တည်ရှိပါတယ်။မိုးကြိုးပြစ်ချင်နဲ့လက်စီလက်ချင်းမပြုမီကြိုတင်လှုပ်ဆောင်ရမယ့်အချက်တွေကတော့မိမိနဲ့အိမ်ကိုမိုးကြွလက်များတက်ဆင်အသုံးပြုရပါမည်။ပြည်တွင်းပေါင်းမှန်များကအလင်းဝင်ရောက်မှုမှာကာကွယ်ရန်စက္ကူကတ်ခြင်းလိုက်ကာတက်ခြင်းများကိုပြုလုပ်ရပါမည်။လက်စင်မီဖြတ်တောက်သောမိန်းကလေးပင်မမိန်းကလေးများကိုတက်ဆင်သုံးပြရပါမည်မိသားစုဝင်များအားမိုးကြိုးပေးအန်ဒီရဲ့အေးဆောင်ရန်ချောင်းရန်တတိပေးချက်များကိုအသိပေးထားရပါမည်ဟုတ်ကဲ့ပါရှင်းဆက်လက်ပြီးတော့ပေါ့နော်ဒီကျွန်တော်တို့ဒီလျှက်စီးလက်မှုဖြစ်ပွားစဉ်ပေါ့နော်ဒီကျွန်တော်တို့ပြည်သူတွေနဲ့အိမ်သွင်းမှာရှိနေပါကပေါ့နော်ဘယ်လိုမျိုးအချက်များကိုလိုက်နာဆောင်ရွက်ရပါမလဲရှင်းဆွေးနွေးပေးပါအောင်ရှင်းမိုးကြိုးပြစ်ချင်တဲ့လက်စီလက်မှုများဖြစ်ပွားနေစဉ်အိမ်အတွင်းရှိနေပါကအောက်ပါချက်တွေကိုလိုက်နာရပါမယ်ရေသုံးဆွဲခြင်းရေချိုးခြင်းများမပြုရတတူနှင့်ဆက်ပစ္စည်းများလက်စီဝင်နိုင်သည်ကိုတတိပြုရပါမယ်တန်းင်းပြုလုပ်ထားသောအရာဝတ္ထုများနှင့်ဝေးနေပါတယ်လီဖုန်းများအသုံးမပြုပါနှင့်အိမ်တွင်လက်စီအသုံးဆောင်ပစ္စည်းများမီးပလက်ဖြုတ်ခြင်းမင်းကလေးများပိတ်ထားခြင်းပတင်းပေါင်းနှင့်ဝေးရနေရာတွေမှာနေထိုင်ရပါမယ်ဟုတ်ကဲ့ပါရှင်နောက်ဆက်လက်ပြီးတော့ပေါ့နော်ဒီလျှက်စီးလက်မှုဖြစ်ပွားတဲ့အချိန်မှာပေါ့နော်အိမ်ပြင်တွေရှိနေပါကပေါ့နော်ဘယ်လိုမျိုးအချက်များတွေကိုအထူးဂရုပြုလိုက်နာဆောင်ရွက်ရပါလဲဆရာမဆွေးနွေးပေးပါအောင်ရှင်မူချိုပြစ်ချင်တဲ့လက်စီလက်မှုများဖြစ်ပွားနေစဉ်အိမ်အပြင်တွင်ရှိနေပါကအောက်ပါချက်တွေကိုအထူးပြုလိုက်နာသွားရပါမယ်မိမိနေထိုင်သောနေရာအနီးတစ်ဝိုက်မှာမူချိုပြစ်နိုင်သည့်အန္တရာယ်ရှိပါကအိမ်အတွင်းသို့မဟုတ်အဆောက်အအုံအတွင်းသို့ချက်ချင်းပြေးဝင်ပါကွင်းပြင်သို့မဟုတ်တစ်တော်များတဲ့သို့ရောက်ရှိနေပါကတစ်ပင်ငယ်များရှိသည့်အနိမ့်ပိုင်းဒေသသို့ဝင်ပြီးအကာအကွယ်ယူပါတေးစပင်ထောင်နာသည်ဟုခံစားရပါကဒူးပေါ်လက်ချက်တွေပစစ်တုပ်ထိုင်ကနေထိုင်ပါဝင်ရမမှောက်ရစက်ပိန်ဆိုင်ကယ်ပေါ်သို့ရောက်ရှိနေပါကအမြန်ဆုံးဆင်းပါကွင်းပြင်တွင်လူစုလူဝေးဖြစ်နေပါကအမြန်ဆုံးလူစုခွဲပါသူစုကြိုးကာထားသောခြံစည်းရိုးတန်တယ်ပစ္စည်းတန်လန်းများပေါ်တွင်မနေရရေလွှမ်းနေသောလမ်းမပေါ်သို့သွာလာခြင်းရက်နေခြင်းများမပြုရတွင်တီးကောင်ပြင်ရှိတစ်ပင်အဆောက်အဦအနီးတွင်မနေပါနှင့်အဲ့ဒီဆွေးနွေးပွဲမှာမိုးကြိုးပင်နဲ့ပတ်သက်ပြီးတော့ကျွတင်ကာကွယ်ရမယ့်အချက်များရှောင်းရန်ဆောင်ရန်အချက်များကိုအသေးစိတ်ဆွေးနွေးပေးခဲ့ကြတယ်လို့သိရပါတယ်ဒီသတင်းကိုချောင်းစုံပြန်ဆက်ကပေးပို့တာဖြစ်ပါတယ်